မင်္ဂလာပါရှင်ဒီနေ့ကတော့ကျမတို့စိန်ပလောင်တစ်ဖက်ကဒီနေ့ဒီလက်ဖက်တောက်ပြမှာပါရှင်ဒီနေ့ဒီစစီလေးနဲ့ယာဒီပေါ်ချိန်လေးပေါ့နော်ဒါလေးကဒီနေ့ဒီလေးပါလက်ထားနော်ဒီနေ့လှီးထားပါအီအောင်လို့စီလေးနဲ့စိန်ထားတာပါရှင်အပြီးပြီဆိုလို့ရှိရင်ဒီစီလေးကိုစိန်ထားပြီးဆိုလို့ရှိရင်ဒီစီလေးကိုနော်စားလေးနည်းနည်းလေးဖြူလိုက်ပါမယ်ရှင်ကျွန်မဒီနေ့ဒီလက်ဖက်ဒီနေ့တေချာလေးတုပ်ပေးပါမယ်ရှင်ကျွန်မလည်းအတန်နည်းနည်းဝင်းနေလို့နော်တိခံပြီးတော့နားထောင်ပေးကြပါအောင်ရှင်နော်ကျွန်မတို့မြန်မာပြည်မှာဒီယာဒီဆိုလို့ရှိရင်မြစ်ကြီးနားဒီရင်ဒီစစီလေးရပါပြီရှင်စီလေးနဲ့နော်စီလေးကတော့ထည့်ပြီးသားဆိုလှီးကြတဲ့မာဆိုးလို့စီလေးနဲ့စိန်ထားတာပါပြီးတော့စားလေးကိုမမုံလေးထည့်လိုက်တာပေါ့နော်အရသာလေးရှိအောင်ဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်မတို့ဒီရင်ဒီနဲ့ဒီလက်ဖက်အညွန့်လေးဒါကျွန်မတို့စိန်ပလောင်လက်ဖက်နဲ့အညွန့်လေးပါရှင်စိန်ပလောင်အညွန့်နဲ့လေးနဲ့နှက်မှာပါစိန်ပလောင်လက်ဖက်အညွန့်လေးဒါနှက်ပြီးသားနော်ဒီစိန်ပလောင်လက်ဖက်အညွန့်လေးနဲ့ဒီနဲ့နှက်ပြမှာပါရှင်ကျွန်မနေမကောင်းတာစားတာတန်နေနေတော့ဝင်ပါတယ်ရှင်ဒီလက်ဖက်နှက်မယ်ဆိုလို့ရှိရင်ဒီလက်ဖက်နှက်ဆိုလို့ရှိရင်ဒီအညွန့်လေးနဲ့ဆိုလို့ရှိရင်နော်သူကစားအတူထည့်ရမှာနော်ဒီလက်ဖက်နဲ့ဒီနဲ့စားအတူထည့်ပေးပါရှင်ထည့်မယ်နော်ကျွန်မဒီစားအတူလေးပါတပည့်စားအတူလေးနော်အညွန့်နဲ့တုံးမှာနော်ဒီကလည်းစိတ်စီလေးအညွန့်လက်ဖက်လေးကလည်းစိတ်စီလေးနော်လက်ဖက်50သားဆိုရင်ဒီကိုချိန်လိုက်ပါ50သားပါရှင်နော်ဒါလေးကတော့ကျွန်မမှန်းလိုက်တယ်ဒါဆိုလက်ဖက်အစိတ်သား30သားနော်လက်ဖက်30သားနဲ့ဒီ30သားလောက်ကျွန်မမှန်းပြီးထည့်လိုက်တာပါရှင်အဲ့ဆိုလို့ရှိရင်ကျွန်မတောက်ပြီးနော်ခင်းချင်ဒီလေးထည့်မယ်ခင်းချင်ဒီလေးဆိုရင်ခင်းချင်လေးဆိုလက်ဖက်တော့အားပဲမထည့်တော့ဘူးနော်ဒါကျွန်တော်ကမွေးရုံလေးပဲထည့်မှာပေါက်ပြီးတော့ထည့်မှာနော်ခင်းတဲ့အစိမ်းနဲ့အမဲ့ရဲ့ပိုင်းလေးရလေးပဲပေါက်ထည့်မှာသူတိတ်အများကြီးတယ်သူကစိတ်လေးစီလေးနဲ့တွားမှာမလို့နော်မုံကထုတ်လဲပေါက်ပြီးထည့်မှာနော်ခက်ချွတ်လေးနည်းနည်းလေးပေါက်တဲ့အရာလေးပဲယူမှာပါရှင်မြို့ပြည်စိမ်းနဲ့အဲ့